အားလုံးကိုယေရှုခရစ်တော်ဘုရားမြတ်သောနာမ၌မင်္ဂလာပါလို့အားလုံးကိုနှုတ်ဆက်ပါတယ်။ဒီနေ့လူတိုင်းရဲ့ဘဝအသက်တာအထက်မှာယမတမအရေးကြီးတဲ့အရာတစ်ခုရှိပါတယ်။အဲ့ဒီအရာကဘာလဲဆိုရင်တည်ရင်ပဲသွားမလဲဆိုရက်မိကောအဖြေပဲဖြစ်ပါတယ်။လူတိုင်းကတည်ရင်တမလွန်ဆိုတာရှိတယ်ဆိုတာကိုဘာသာတရားတိုင်းလူတိုင်းလက်ခံပါတယ်။ကျွန်တော်ဒီကနေ့ကျွန်တော်ဘဝအသက်တာအထက်မှာယတနာကဘာလဲဆိုရင်လူတိုင်းကတည်ပြီးတဲ့အခါမှာထာဝရအပယ်နဲ့ထာဝရဒုက္ခချမ်းသာနေရာရှိတယ်အဲ့ဒီထဲကလူတိုင်းကထာဝရဒုက္ခချမ်းသာကိုတွားချင်တဲ့သူတွေကြီးပါပဲအဲ့ဒီထာဝရဒုက္ခချမ်းသာကိုရောက်ဖို့အတွက်ဒီနေ့ကျွန်တော်တို့ဘက်ကနေပါလို့ရမလဲဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာလူတိုင်းကထာဝရအပယ်ကိုဘယ်သူမှမတွားချင်ပါဘူးထာဝရဒုက္ခချမ်းသာကိုရောက်ချင်တဲ့သူတွေပဲဖြစ်တယ်ဒါဆိုရင်ထာဝရဒုက္ခချမ်းသာကိုဘယ်လိုရောက်မလဲဘယ်လိုရောက်နိုင်မလဲတကယ်ပဲကျွန်တော်ဘဝအတ္တထဲမှာကျွန်တော်ရဲ့ကြိုးစားအားထုတ်ခြင်းတွေနဲ့ရောက်နိုင်လားလူတချို့ကဒီလိုပြောပါတယ်ကောင်းတာလုပ်ရင်ကောင်းတဲ့နေရာရောက်မှာပေါ့လို့ပြောကြပါတယ်ဒါပေမဲ့ဒီနေ့ကျွန်တော်ဘဝအတ္တထဲမှာဒီနေ့ကျွန်တော်တကယ်ကောင်းတာလုပ်နိုင်ရလားလူတိုင်းကနေ့စဉ်နေ့တိုင်းမှာဒုစရိုက်အပြစ်တွေကိုကာယကံဝစီကံမနောကံဆိုတဲ့ကံ၃ပါးအပြစ်ပြမကျူးလွန်နေကြတာဖြစ်ပါတယ်အပြစ်လို့ပြောတဲ့အခါမှာအပြစ်နှမျိုးရှိပါတယ်ဗီဇအပြစ်နဲ့ဒုစရိုက်အပြစ်ဖြစ်ပါတယ်ဗီဇအပြစ်ကတော့ဒီနေ့ကျွန်တော်ဘဝအတ္တထဲမှာကျွန်တော်မလုပ်ဘဲနဲ့ရှိနေတဲ့အပြစ်ဖြစ်တယ်။ဒါကြောင့်လူကကနဦးလူဖြစ်တဲ့အာဒါနဲ့အေဝါကအသက်ရှင်ထာဝရဘုရားစကားကိုနားမထောင်တဲ့အခါမှာထာဝရရဲ့ပြည့်ညတ်ချက်ကိုချိုးဖောက်တဲ့အခါမှာဒီတို့ဒီမစားနဲ့အစားတဲ့နေ့မှာဧကအမှန်တေးမယ်ဆိုတဲ့အပြင်းရဲ့အသီးကိုစားလိုက်တဲ့နေ့ကနေစတော့တေးချင်းဆိုတဲ့ဗီဇအပြစ်လူတွေထဲမှာရှိသွားတာဖြစ်တယ်။ဒါကြောင့်အဲ့ဒီဗီဇအပြစ်ကြောင့်လူတိုင်းကတနေ့ကြရင်တေးရဲ့အပယ်ကိုတွားရမှာဖြစ်ပါတယ်။အဲ့ဒီအပယ်ကနေလွတ်ဖို့အတွက်ငရဲကနေလွတ်ဖို့အတွက်လူတိုင်းကကြိုးစားရင်းနဲ့ဖျားကိုရှာရင်းနဲ့ကြိုးစားကြရင်းနဲ့ဖျားတွေများလာတယ်ဘာသာတရားတွေများလာတာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်ရဲ့ကြိုးစားအထောက်ချင်းတွေနဲ့ကျွန်တော်ဘဝအတ္တထဲမှာတကယ်ပဲအဲ့ဒီထာဝရအပယ်ကနေလွတ်နိုင်ရလားမလွတ်နိုင်ပါဘူးချစ်တော်ဓမ္မမိတ်ဆွေများ။ဘာကြောင့်ကျွန်တော်ဒီလိုပြောတာလဲဆိုရင်လူတိုင်းကနေ့စဉ်နေ့တိုင်းမှာကာယကံဝစီကံမနောကံဆိုတဲ့ကံ၃ပါးအဖြစ်ပြမကြပါတယ်ကျိုးလွန်ကြပါတယ်တချို့တော့သူတွေကာယကအဖြစ်မပြစ်မှားပါဘူးဝစီကအဖြစ်မပြစ်မှားကြပါဘူးဒါပေမဲ့မနောကံအဖြစ်လူတိုင်းကပြစ်မှားနေတတ်ပါတယ်ဓမ္မကျမ်းစာမှာကြည့်တဲ့အခါမှာအပြစ်မပါပဲကောင်းသောအကျင့်ကိုကျင့်တော်သူတော်ကောင်းတစုံတယောက်မှမြေကြီးပေါ်မှာမရှိလို့ဒေသနာကျမ်းမှာပြောထားပါတယ်ဒါကြောင့်မို့ဒီနေ့ကျွန်တော်ဘဝအတ္တထဲမှာလူတိုင်းကကောင်းသောအကျင့်တွေတော့ကျင့်ကြပါတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုရင်လူတိုင်းမှာအပြစ်ကပါပြီးသားဖြစ်ပါတယ်။ဒါကြောင့်ကုသိုလ်တပဲငါရဲ့တပိတာကျွန်တော်ဘဝအတ္တထဲမှာလှုပ်ဆောင်တဲ့ကုသိုလ်တွေကအကောင်းပါလေ။ဒါပေမဲ့အဲ့ဒီကုသိုလ်တွေထဲမှာဘာပါလဲဆိုရင်ငရဲဆိုတဲ့မကောင်းတဲ့အရာကပါပြီးသားဖြစ်တယ်။ဆိုတော့ဒီနေ့ကျွန်တော်ဘဝအတ္တထဲမှာတချို့သောနေရာတွေမှာကုသိုလ်ဆက်စကလုံးကိုအသုံးပြုပြီးတော့ကျွန်တော်ဘဝအတ္တထဲမှာကိုကြိုးစီးဘဝအတွက်အများကြီးအသုံးချပြီးလှုပ်ဆောင်နေတဲ့သူတွေရှိပါတယ်။ဒီအရာကတကယ်ကောင်းလားဆိုရင်မကောင်းပါဘူး။ကုသိုလ်ဆက်စကားကိုအသုံးပြုပြီးတော့ကိုယ့်ရဲ့ကိုယ်ကျိုးအတွက်အများကြီးလုတ်ကင်နေတဲ့သူအသက်ရှင်တဲ့သူအများကြီးရှိပါတယ်။ဆိုတော့ဒီနေ့ချစ်တော်ဓမ္မမိတ်ဆွေညီကိုမောင်နှမများဒီနေ့ကျွန်တော်ဘဝအတ္တထဲမှာတမလို့မှာဒီနေ့အပယ်ကနေလွတ်ဖို့အတွက်ကျွန်တော်ရဲ့စ조사အားထုတ်နေမရပါဘူး။အပြစ်မပါပဲကောင်းတဲ့အကျင့်ကိုကျင့်တဲ့သူတော်ကောင်းတစုံတယောက်မှမရှိပါဘူး။လူတိုင်းကကောင်းတဲ့အကျင့်တော်ကျင့်ကြပါတယ်ဒါပေမဲ့အပြစ်ပါပါတယ်။အဲ့ဒီအပြစ်ကဒီနေ့ဘဝအတ္တထဲမှာဘာဖြစ်စေလဲဆိုရင်အဲ့ဒီအပယ်ကိုရောက်စေတာဖြစ်တယ်။ထာဝရဒုက္ခချမ်းသာကိုတွားမဲ့နေရာကိုအနောက်အရှက်ပေးတဲ့အရာကအပြစ်ဖြစ်ပါတယ်။ဒါအဲ့ဒီအပြစ်ရှိနေတဲ့ဗီဇအပြစ်ရှိနေတဲ့လူတွေထဲမှာအပြစ်ဆိုတဲ့အရာအုပ်စိုးနေတဲ့အဲ့ဒီအပြစ်ရှိနေတဲ့တွေတော့ဘယ်တော့မှလူကကောင်းတဲ့နေရာဒုက္ခချမ်းသာကိုမရောက်နိုင်ပါဘူး။ကောင်းကင်နိုင်ငံမရောက်နိုင်ပါဘူး။ဒါကြောင့်မို့လောကထဲမှာရှိတဲ့လူတွေအားလုံးကဗီဇအပြစ်ရှိတော့ကြောင့်အပြစ်ရအခအပြစ်အတိပွင့်နေဒီနေ့ကျွန်တော်ဘဝအတ္တထဲမှာဖြစ်နေတယ်လို့အပြစ်ရှိတော့ကြောင့်အပြစ်လုပ်တတ်တာဖြစ်တယ်ဗီဇအပြစ်ရှိတော့ကြောင့်နေ့စဉ်နေ့တိုင်းမှာကျွန်တော်ကဒုစရိုက်အပြစ်တွေကျူးလွန်နေတာဖြစ်တယ်ဒါကြောင့်မို့ဒီနေ့ကျွန်တော်ဘဝအတ္တထဲမှာအဲ့ဒီအပြစ်ကနေလွတ်မြောက်ဖို့အတွက်လိုပါတယ်အပြစ်ကနေလွတ်မြောက်ဖို့အတွက်ပါလို့လေအပြစ်ကနေကယ်တင်တော်သူလိုအပ်တယ်စကားတစ်ခုရှိပါတယ်လေမျောရင်လေနဲ့လိုက်တယ်ဝင်မျောရင်ဝင်နဲ့လိုက်တယ်ဒီနေ့လောကထဲမှာရှိတဲ့လူတွေကအပြစ်ထဲမှာမျောနေတာဖြစ်တယ်အပြစ်ထဲမှာနှိမ့်မွနေကြတော့သူတွေဖြစ်တယ်ဒါကြောင့်အဲ့ဒီအပြစ်ထဲကနေလွတ်မြောက်ဖို့အတွက်လူတွေကမျောနေတဲ့အခါမှာလူတွေကိုကယ်တင်ဖို့အတွက်ဘုရားရှင်စစ်ဖြစ်တဲ့ထာဝရဘုရားအသက်ရှင်တဲ့ဘုရား
လူစားတိခံယူပြီးတော့လောကထဲကိုဆင်းလာပြီးတော့လူတွေကိုကယ်တင်တာဖြစ်တယ်အဲ့ဒီဖခင်ကဘာလို့လဲယေရှုခရစ်တော်ဖခင်ဖြစ်ပါတယ်ဒါကြောင့်ယေရှုခရစ်တော်ဖခင်ကဘာပြောတယ်လဲငါ့ကိုယုံကြည်တော်သူဒီတေလွန်တော်လဲရှင်နေမယ်တမန်ကျမ်းစာထဲမှာကြည့်တဲ့အခါမှာယေရှုကလည်းငါဒီထမြောက်ခြင်းအကြောင်းအသက်ရှင်ခြင်းအကြောင်းဖြစ်၏ငါ့ကိုယုံကြည်တော်သူဒီတေလွန်တော်လဲရှင်နေမည်ငါ့ကိုယုံကြည်၍အသက်ရှင်တော်သူရှေးသမျှတို့ဒီလည်းဒီချင်းနဲ့အစင်မပြတ်ကင်းလို့ကြားလိမ့်မည်လို့တမန်ကျမ်းစာကပြောပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်အသက်တာထဲမှာတမလို့မှာအပေကနေလွတ်ဖို့အတွက်ဘာလို့အပ်တယ်လဲယေရှုခရစ်တော်ဘုရားလိုအပ်ပါတယ်ယေရှုခရစ်တော်ဘုရားကတင်တဲ့ကျွန်တော်အတွက်အပြစ်ကြွေရှိသမျှကိုနောက်ဝါကတိုင်မှာအသေးခံအသွေးသွင်းခြင်းအဖြစ်တင်တဲ့ကျွန်တော်ရဲ့အပြစ်ကြွေကံကြွေမှုကြွေအကုသိုလ်ကြွေအပြစ်ကြွေရှိသမျှကိုပေးဆက်ပေးပြီးဖြစ်တယ်ကျွန်တော်ကအသေးခံရမယ့်ကိုစားယေရှုခရစ်တော်ဘုရားသူကိုယ်တိုင်နောက်ဝါကတိုင်မှာအသေးခံတယ်ကျွန်တော်တို့ပေးဆက်ရမယ့်အပြစ်ရဲ့အခဒုစရအပြစ်တွေအတွက်သူရဲ့အတွေးတော်အဖြစ်အပြစ်ရှိသမျှကိုစေကျော်တတ်စေပေးတယ်ကျွန်တော်ခံရမယ့်ကျင့်ချင်းအမင်္ဂလာတွေအတွက်သူကိုယ်တိုင်လက်ဝါးကတိုင်မှာကျင့်ချင်းရှိသမျှကိုခံပေးပြီးတော့ဘဝအသက်တာထဲမှာဒီနေ့ကျွန်တော်ကိုလွတ်မြောက်စေတဲ့ဖခင်ဖြစ်ပါတယ်။အဲဒီယေရှုခရစ်တော်ဘုရားကိုယုံကြည်လက်ခံတဲ့သူအရောက်ချင်းစီတိုင်းဒီထာဝရတည်ခြင်းအပင်ငရဲကနေလွတ်မြောက်ပြီးတော့ထာဝရအသက်ရှင်ခြင်းဒုက္ခချမ်းသာကိုခံစားမှာဖြစ်ပါတယ်။ဒါကြောင့်ယေရှုခရစ်တော်ဘုရားကဒီနေ့ကျွန်တော်ဘဝအသက်တာထဲမှာကယ်တင်ပေးနိုင်တော်ဘုရားဖြစ်တယ်။အသက်ရှင်တဲ့ဘုရားဖြစ်တယ်။ဒါကြောင့်ခေါ်ရင်ထူးတဲ့ဘုရားဖြစ်တယ်။ဒါပေမဲ့အဲ့ဒီအသက်ရှင်တဲ့ဘုရားကတကယ်အသက်ရှင်တဲ့အခါမှာကျွန်တော်ဘဝအသက်တာထဲမှာလက်တွေ့သက်သေပြီးတော့အဖြေပြီးတော့ကျွန်တော်ဘဝအသက်တာထဲမှာသာဝရတည်ခြင်းအပယ်ကနေလွတ်မြောက်ဖို့အတွက်ဒီနေ့ကျွန်တော်တို့လောကထဲမှာရှိနေတဲ့သူကအကောင်းမှုကုသိုလ်တွေလုပ်ပေးလို့လည်းမရပါဘူး။နော်တမလို့မှာကျွန်တော်ကောင်းရပုံကိုရောက်ဖို့အတွက်ကျွန်တော်တို့ရဲ့အကျိုးစားအထုံးမနဲ့ဘာမှလုပ်ပေးလို့မရပါဘူး။ဘာအားဖြင့်မဲ့ရတာလဲဆိုရင်ယေရှုခရစ်တော်အားဖြင့်မဲ့ရတာဖြစ်တယ်။ယေရှုခရစ်တော်ဘုရားကိုယုံကြည်တော်သူဒီတည်ရင်ထာဝရအပေကိုတွားစားမလို့ပဲနဲ့ထာဝရဒုက္ခချမ်းသာအသက်ရှင်ခြင်းလို့ဝင်စားမှာဖြစ်တယ်။မယုံကြည်တော်သူကဘလောက်ပဲတော်ပါတယ်ဘလောက်ပဲတတ်ပါတယ်ဘလောက်ပဲတီလအကောင်းပါတယ်လို့ပြောပါစေမယုံကြည်တော်သူအတွက်ရေးချေစရာအခွင့်မရှိပါဘူး။ထာဝရတည်ခြင်းအပေပဲဖြစ်ပါတယ်။ယုံကြည်တော်သူအတွက်တော့ထာဝရအသက်ရှင်ခြင်းဒုက္ခချမ်းသာကောင်းကင်နိုင်ကိုဝင်ရောက်နိုင်မှာဖြစ်တယ်။ဒါကြောင့်ခြေတော်ဓမ္မမိတ်ဆွေမျိုးကိုမှတော့အများကျော်ဘဝအသက်တာထဲမှာရွေးချယ်ဖို့ဖြစ်တယ်စဉ်းစားဖို့ဖြစ်တယ်။ဒါကြောင့်ကျွန်တော်လှုပ်ဆောင်နေတဲ့အရာကျွန်တော်တို့ရဲ့လုံနေတဲ့အရာတွေကတကယ်မာယလားဆိုတာကိုစဉ်းစားဖို့ဖြစ်တယ်။ဒါကြောင့်မို့ဒီနေ့ချို့ဘဝအတ္တတာထဲမှာယေရှုခရစ်တော်ဘုရားကစင်မတဲ့ဘုရားဖြစ်တယ်။ကယ်တင်နိုင်တော်ဘုရားဖြစ်တယ်။အဲ့ဒီဘုရားကကျွန်တော်ဘာပြောတယ်လဲဆိုရင်ဒီနေ့ယုံကြည်တော်သူအရောက်ချင်းစီတိုင်းဒီချင်းကနေအသက်ရှင်ခြင်းတို့ကိုမြောက်မယ်။ဒါကြောင့်ဝင်လေးပြင်ပန်းတော်သူအပေါင်းတော်ငါထံတို့လာပါငါချမ်းသာပေးမယ်။ဘဝအတ္တတာထဲမှာဝင်လေးတဲ့အရာတွေပြင်ပန်းတဲ့အရာတွေများစွာရှိပါလိမ့်မယ်။ဒုစရအပြစ်တွေကြောင့်ဝင်လေးနေတယ်မလွတ်နိုင်ဘူးမကျွတ်နိုင်ဘူးတော့ကျွန်တော်အတ္တတာထဲမှာမလွတ်မြောက်နိုင်တဲ့အရာတွေဝင်ပြီးနေတဲ့အရာတွေများစွာရှိနေတယ်။ဒါပေမဲ့အဲ့ဒီနေရာတွေထဲကလည်းကျွန်တော်ကိုလွတ်မြောက်စေတဲ့ဘုရားကယ်တင်ပေးနိုင်တဲ့ဘုရားကယေရှုခရစ်တော်ဘုရားဖြစ်တယ်။ဒါကြောင့်ကျွန်တော်ဓမ္မမင်းရှင်များကျွန်တော်အရောက်ချင်းစီတိုင်းတမလွန်မှာဒီနေ့ဒုက္ခချမ်းသာကိုရောက်ဖို့အတွက်ဘာနီးလားနဲ့မှမရပါဘူး။ဘာကြိုးစားအားထုတ်မှုနဲ့မှမရပါဘူး။ကျွန်တော်လောကထဲမှာအသက်ရှင်နေတဲ့အခါမှာဘာပဲလုံးလို့နော်ကျွန်တော်ရဲ့လှုပ်ဆောင်ခြင်းအပြင်ကျွန်တော်ရဲ့စ조사အားထုတ်ခြင်းကျွန်တော်ကျင့်ကြံခြင်းကျွန်တော်တီလာတွေအပြင်အပြစ်ကနေမလွတ်နိုင်ပါဘူး။ထာဝရတည်ခြင်းအပေကနေမလွတ်နိုင်ပါဘူး။ဘယ်လိုပဲလွတ်နိုင်တယ်လဲဆိုရင်ယေရှုခရစ်တော်ဘုရားကိုယုံကြည်လက်ခံခြင်းအပြင်လွတ်နိုင်တာဖြစ်တယ်။ဒါဆိုရင်တချို့သောသူတွေမေးပါလိမ့်မယ်။အယံမလွယ်ဘူးလား။လွယ်လွန်းလို့ဒီနေ့ကျွန်တော်ကအမတမအဖြစ်နေလဲဆိုရင်တန်ဖိုးမထားဘူးဖြစ်တတ်ပါတယ်။ဒါကြောင့်မို့ဒီနေ့ကျွန်တော်အတ္တတာထဲမှာတင်ယုံကြည်ဖို့ကအရေးကြီးပါတယ်။မယုံကြည်ရင်တဲ့အပိုင်းပါပဲယုံကြည်တော့ငရေကနေလွတ်မယ်မယုံကြည်တော့သူကထာဝရအပင်ငရေထဲမှာဘဝညီကုံချုံရမှာဖြစ်တယ်။ဒါကြောင့်မို့ချစ်တော်ဓမ္မမိတ်ဆွေများအဲ့ဒီအပယ်ကနေလွတ်မြောက်ဖို့အတွက်ဆုတောင်းပေးလို့လည်းမရပါဘူး။အဲ့ဒီအပယ်ကနေလွတ်ဖို့အတွက်ကျွန်တော်ဘဝအတ္တတာထဲမှာကောင်းမှုကုသိုလ်တွေလုပ်ပေးလို့လည်းမရပါဘူး။ဒါကြောင့်အရောက်ချင်းစီတဲ့အဆိုင်တဲ့ကယ်တင်ချင်းဆိုတာကတယောက်ချင်းစီတိုင်းနဲ့ဆိုင်တယ်။ဒါကြောင့်အဲ့ဒီထာဝရအပယ်ကနေလွတ်ဖို့အတွက်တင်ကိုယ်တိုင်ယုံကြည်ရင်တင်ကိုယ်တိုင်လုပ်မယ်တင်မယုံကြည်ရင်မလုပ်ဘူးကျွန်တော်ယုံကြည်ပေးလို့မရဘူးကျွန်တော်လုပ်ပေးလို့မရဘူးကျွန်တော်ယုံကြည်ရင်ကျွန်တော်လွတ်မြောက်မှာဖြစ်တယ်မယုံကြည်ရင်ကျွန်တော်အပယ်ငရဲကြမှာဖြစ်တယ်ဒါနဲ့မှရှိဓမ္မမိတ်ဆွေများအကုန်လုံးနေနဲ့ဓမ္မမိတ်ဆွေများဒီနေ့ဒီစကားကိုကြားတဲ့အခါမှာတင်တကယ်ယုံကြည်ရင်တင်ဘာဖြစ်မလဲဆိုရင်အပယ်ကနေလွတ်မယ်မယုံကြည်ဘူးဆိုရင်မလွတ်ဘူးယေရှုခရစ်တော်ဘုရားကိုယုံကြည်လက်ခံခြင်းမရှိဘူးဆိုရင်မလွတ်ဘူးထာဝရအပယ်ငရဲထဲတွားရမှာဖြစ်တယ်ဒါကြောင့်အဲ့ဒီယေရှုခရစ်တော်ဘုရားကတင်တဲ့ကျွန်တော်ရဲ့ကံကြွေးဖို့အတွက်အဖြစ်ကြွေးရှိသမျှကို
လဝကတိုင်းမှာအသေးခအသေးသွင်းခြင်းအဖြစ်ပေးဆက်ပြီးဖြစ်တဲ့ယေရှုခရစ်တော်ဖခင်ကအသေးချင်းမှာလာဆုံးတဲ့ဖခင်မဟုတ်ပါဘူးဘာသာတရားနဲ့လက်ခံတဲ့စကားတစ်ခုရှိပါတယ်ဒီဖခင်မှန်ရင်တေချင်းမရှိရဒါကြောင့်ယေရှုခရစ်တော်ဖခင်ကဖခင်စစ်ဖခင်မှန်ဖြစ်တဲ့အခါမှာတေချင်းမရှိမှန်ကိုအောင်မြင်ပြီးမှရှင်ပြန်ထမ်းလို့တဲ့ဖခင်ဖြစ်တယ်အဲ့ဒီဖခင်ကထာဝရအသက်ရှင်တဲ့ဖခင်ဖြစ်တယ်ယခုလည်းအသက်ရှင်တဲ့လုံခန့်တဲ့အချိန်မှလည်းအသက်ရှင်နေလာမယ့်အနာဂတ်မှာလည်းဆက်ပြီးမှအသက်ရှင်နေမယ့်ဖခင်ဖြစ်တယ်ဒါကြောင့်အဲ့ဒီဖခင်ကအသက်ရှင်တော့ကြောင့်ခေါ်ရင်ထုတ်တဲ့ဖခင်ဖြစ်တယ်တင်းရဲ့ဘဝအတ္တတာထဲမှာအခက်အခဲပြဿနာတွေကြုံလာတဲ့အခါမှာတင်းမယုံထနိုင်တဲ့အခါမှာတင်းမလွတ်မြောက်နိုင်တဲ့အခါမှာယေရှုခရစ်တော်ဘုရားကိုခေါ်ကြည့်ပါယေရှုခရစ်တော်ဘုရားကခေါ်ရင်ထုတ်တဲ့ဘုရားဖြစ်တယ်လွတ်မြောက်စေတော်ဘုရားဖြစ်တယ်ဆိုတဲ့အကြောင်းကိုထာဝရဘုရားနှုတ်ကပတ်တော်တရားဒေသနာနဲ့အိမ်များတော့တက်တေခံဝေငါခွန်အားပေးပါတယ်ဂျာနာတဲ့သူအလုံးပေါ်မှာဘုရားရှင်ဆက်လက်ကောင်းချီးပေးအလင်းပေးပါစေ